မောင်ရိုက်ရိုက်တယ်ဆိုင်ကနေလာတာသိလားဟုတ်တယ်ဆိုင်ကနေလာတယ်ဒီကတော့ဘယ်ဖြစ်ပါစစ်တပ်ကအဲ့စစ်တပ်ကဆိုလမ်းကြောင်းကြည့်လေအဲ့စစ်တပ်ကခိုင်ချတာပါစစ်တပ်ကစစ်တပ်ကခိုင်ချတာအဲ့မလို့အဲ့ဗီဒီယိုရိုက်တာဟုတ်ပြီရိုက်ထားတယ်နော်ဟုတ်လားစစ်တပ်ကလားစစ်တပ်ကလားမတို့ကလည်းညုံမှုတမဟုတ်လားတောက်ချမရှိလားဟုတ်လားပြင်းပေါ်တယ်သူကစစ်တပ်ကတဲ့စစ်တပ်ကတဲ့လမ်းဟောလို့ညာဘက်ကမစီးမနဲ့လို့အလဲကျော်ကနေစီးလို့ပြောတာပြောရနော်အဲ့ဒီမှာမဟုတ်လို့မတိုက်ခင်နားဟောဦးလေမတိုက်ခင်ကပြောညာဘက်ကနေမစီးမနဲ့အလဲကျော်ကနေစီးလို့တိုက်ပြီးမှကြောက်ဖို့ပြောတော့ तू ကစစ်တပ်ကတဲ့ပြောနားတော့အမအခုဘာလို့ဘာဖြစ်တိုက်ပြီးမှကြောက်ဖို့လို့ဘာမှမဖြစ်ဘူး तू တိုက်ပြီးမှကြောက်ဖို့လို့ပြောတာသူတိုက်မိပြီးမှသူတိုက်ခံရမှကြောက်မလို့ပြောတာညာဘက်ကကက်စီလို့ပြောလိုက်တာအဲ့ဒါကို तू ကစစ်တပ်ကားတဲ့အဲ့တော့တက်ကြည့်လိုက်တော့အဲ့တော့ကျမညုံမှုတမှာပါဟုတ်ဘာပြောပြတာဟဲ့လေပြောပြတာမနဲ့ရိုက်နဲ့ဘာနဲ့ရိုက်ရအဲ့တော့ तू ကစစ်တပ်ကားတဲ့ဆိုပြီးအမလေးဒီသိမ်းမကြော